အားလုံးမင်္ဂလာပါအခုကျွန်တော်ရဲ့စိုက်ပျိုးထားတဲ့အပင်လေးပြချင်ပါတယ်ဒီမှာပပွားလေးစိုက်ထားတယ်ခင်ဗျာတွေ့ရပါခင်ဗျာကဲဒီမှာတော့ပစုံရွက်ပါနော်ပစုံက2မျိုးရှိတယ်ဒီပစုံက1မျိုးပြီးရင်ဒါရှိမောင်းရလဲပစုံဆက်စိုက်ထားတယ်ခင်ဗျာပစုံ1မျိုးခင်ဗျာမတူဘူးခင်ဗျာဒီဘက်ကစုံနဲ့ဒီဘက်ကစုံနဲ့မတူပါဘူးဒါကယုံဒီပြိုးထားတာယုံဒီပင်လေးပြိုးထားခင်ဗျာဒါကတော့ဘူးပါခင်ဗျာကျွန်တော် organic ဘာဆေးမှမသုံးပါဘူးအဲ့ဒီအတွက်ပိုးအရန်ကြိုက်ပါလေပိုးကောက်ွယ်တဲ့အနေနဲ့ကျွန်တော်ခီးတွေလည်းနေ့တိုင်းစစ်ပြရတယ်အပင်ဒီပင်စီလေးတွေကိုခီးကြိုက်လို့ရှိရင်ဒီလိုပါဟုတ်ကဲ့အားနည်းတော့ပါတယ်ဒီမှာအမျိုးပါပြထုတ်ပါတယ်ဒါပြီးစိုက်ပြရပါတယ်အခုဘူးအတီးအောင်ဖို့အတွက်ကျွန်တော်ဒီလိုဘူးတွေနဲ့ပလတ်စတစ်ဘူးတွေနဲ့ထဲမှာထည့်ရပါတယ်ဟုတ်ကဲ့ဒီလိုပါကျွန်တော်တော့မြက်သက်တာအောင်လို့ဒီ plastic တွေကိုခင်းထားတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလည်းကစုံပါပဲဒီတော့ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်